ခုကျွန်တော်ပြောပြမယ့်ဟာကျတော့ Photoshop ပါလို့နော်ကျွန်တော် Photoshop မှာဥပမာအဖြစ်တပ်ပုံလုံးဖွင့်လိုက်မှာကွာကျွန်တော်ဒီတပ်ပုံဖွင့်လိုက်မယ်တပိုင်ကြီးခောက်မယ်ဖွင့်ပြီးလို့ရှိရင်ဒီတပ်ပုံကိုကျွန်တော်တို့ကစိတ်မှာဆိုတော့ကျွန်တော်တို့ကပထမဦးစွာကျွန်တော်တို့သူကစိတ်ပုံစိတ်နဲ့နေရှိတယ်ပထမနီးက file ဖြစ်စစ်မယ်ဒုတိယနီးကတပ်ပုံမှာဖြစ်ပြောင်းစစ်မှာအဲ့တော့ကျွန်တော် file ဖြစ်မစစ်ရခုကကျွန်တော်တပ်ပုံဒီပုံကိုပြင်ပြီးလို့ရှိရင်တပ်ပုံမှာဖြစ်ပြောင်းနေမှာအဲ့တော့ကျွန်တော်ဒီထဲကနေမှုတွေတွားပြီး CM1K ကိုရွေးပြရမှာရွေးပြီးလို့ရှိရင် file တွေကနေ save လိုက်မယ် save add တော့တွားမယ်တွားပြီးလို့ရှိရင်ဒီမှာ picture တွေတွားမယ် artist PC တဲ့ဒီကောင်နဲ့တွားမယ် picture တွေတွားမယ်တွားပြီးလို့ရှိရင်ကျွန်တော်ကဒီမှာ screenshot ထဲမှာတော့ save မှာစစ်မှာဆိုကျွန်တော်နာမည်ပေးဒီမှာနာမည်ပေးပြီးလို့ရှိရင်ဒီအောက်ဆုံးတစ်ခုမှာဒီမှာကျွန်တော်ရွေးပြရမှာကြတော့ PIFF ရွေးပြရမှာဖြစ်ပါတယ်ပြီးရင် save လိုက်ဒီလိုပွင့်လာပြီဆိုဒီတိုင်းရွေးပြရမှာရွေးပြီးလို့ရှိရင် okay ပေးလိုက်လို့ရှိရင်ထပ် okay ပေးပြီးရပြီကျွန်တော်ကြည့်ကြအောင်ခဏကျွန်တော် save လိုက်တဲ့တပ်ပုံကတော့ file ဖြစ်မတိမ်မဲနဲ့တပ်ပုံအဖြစ်ပြောင်းနေသွားတာပေါ့ကွာဒီမှာတပ်ပုံအဖြစ်ပြောင်းနေတော့ file ဖြစ်တင်လို့ရရတယ်တပ်ပုံအဖြစ်ပြောင်းတင်လို့ရကျွန်တော်တို့တပ်ပုံအဖြစ်တန်းတင်လိုက်တာပေါ့ပြင်ဖြစ်လိုက်မယ်